မိန်းကလေးတယောက်ရဲ့လက်နှစ်ဖက်မှာလက်ကောက်သုံးဝင်းကိုအတင်းဝတ်ပေးလိုက်ပါတယ်။အစာပိုင်းမှာဘာမှမဖြစ်သလိုထင်ရပေမဲ့မကြခင်မှာပဲအဲ့ဒီလက်ကောက်တွေကတဖြည်းဖြည်းတင်းကျပ်လာပြီးအသားတွေကိုတိုးဝင်စိုက်နေလာပါတော့တယ်။သူမကနာကျင်မှုကိုအန်တူရင်အတင်းဖြုတ်ဖို့ကြိုးစားပေမဲ့လုံးဝမအောင်မြင်ပါဘူး။နာကျင်လုံးလို့ဒူးထောက်ကျသွားပြီးနာကျင်မှုကတကူလုံးနဲ့မျက်နှာအထိပြန့်နှံ့လာပါတယ်။ဒါကိုမြင်တဲ့လူတွေကအပြေးလာပြီးကူညီဖြုတ်ပေးဖို့ကြိုးစားကြပေမဲ့ဘလို့မှမဖြုတ်နိုင်ခဲ့ပါဘူး။အခြေအနေကပိုပြီးထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အချိန်မှာသူမရဲ့မျက်လုံးတွေဟာအနီရောင်ပြောင်းသွားပြီးအနီရောင်အလင်းတန်းတွေထွက်လာပါတယ်။အဲ့ဒီအလင်းတန်းတွေကပတ်ဝန်းကျင်ကအယောင်အားလုံးကိုစုပ်ယူလိုက်တာကြောင့်ကဘာတစ်ခုလုံးကအဖြူမဲပဲကျန်းရစ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာမော်စရာကဒီကျိန်စာကိုမင်္ဂလာပွဲကျင်းပမဲ့နေ့အထိဖျက်လို့မရဘူးလို့ပြောပါတယ်။ကျိန်စာပြတ်ချင်ရင်သူတို့သားလောင်းကပဟေလီ၃ခုလုံးကိုမှန်မှန်ကန်ကန်ဖြေနိုင်မှသာလက်ကောက်တွေအလိုတယောက်ပြေလျော့ပြီးကျိန်စာလည်းပြတ်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့မရောက်ခင်အထိလက်ကောက်တွေရဲ့အကျိုးသက်ရောက်မှုကြောင့်အန်နာဟာတဖြည်းဖြည်းစိတ်ဖောက်ပြန်လာမှာပါ။နှစ်တွေကြာပြီးအန်နာအရွယ်ရောက်လာတဲ့အခါဖခင်ဖြစ်သူကသူမအတွက်လက်ထပ်ပွဲကိုအလျင်အမြန်စီစဉ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာငယ်စဉ်ကလေးကအတူလေ့ကျင့်ခဲ့ပြီး